ပွဲတဲ့နဲ့နမေကြီးသွားတဲ့တခြင်းတစ်ပုတ်ကသူတို့ဘဝကိုပိုကောင်းလာစေမယ်လို့အမှုပညာရှင်တွေထင်ခဲ့ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့သူတို့ဘဝကိုပိုခက်ခဲအောင်ဖန်တီးခဲ့တာကိုမသိခဲ့ကြပါဘူး။ဂီတလောကဆိုတာရက်ဆက်ပြီးနမေကြီးတခြင်းတွေကအမှုပညာရှင်အများစုမဖြည့်ဆည်းပေးနိုင်တဲ့မျော်လင့်ချက်တွေဖန်တီးပေးခဲ့ပါတယ်။ Gorty ဆိုသူဟာ Billboard နံပါတ်1နေရာရောက်ခဲ့ပြီးနောက်ပိုင်းမှာနာမည်ကျော်ကြမှုကိုစိတ်ကုန်ခဲ့ပါတယ်။သူဖန်တီးခဲ့တဲ့ Somebody That I Used to Know ဆိုတဲ့သချင်းကိုပရိသတ်တွေအလွန်နှစ်သက်ခဲ့ကြပါတယ်။ဒီသချင်းဟာကမ္ဘာတစ်ဝန်းလုံးမှာတန်းပေါင်းများစွာရောင်းချခဲ့ရပြီး Grammy ဆု2ဆုတောင်စုခုခဲ့ပါတယ်။ဒီသချင်းဟာ YouTube မှာကြည့်ရှုသူ2.6 ဘီလီယံကျော်ရှိခဲ့ပြီးကြော်ညာဝင်ငွေဒေါ်လာ10 သန်းကျော်ရရှိနိုင်ခဲ့ပါတယ်။ဒါပေမဲ့ Gaultier ကဒီဗီဒီယိုကိုငွေရှာဖို့စိတ်မဝင်စားဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာနာမည်ကြီးလာတဲ့သူသချင်းကိုတောင်ညှိငွေနေပြီလို့ဝန်ခံခဲ့ပါတယ်။2014ခုနှစ်မှာ Gaultier ဟာသူ့ရဲ့ပရိသတ်တွေကိုအသက်ထွက်မဲ့သချင်းမရှိတော့ဘူးလို့ကြေညာခဲ့ပါတယ်။သူဟာကမ္ဘာ pop star ဖြစ်ဖို့စိတ်မဝင်စားခဲ့ပဲသူ့ရဲ့အရင်တီးဝိုင်းဖုတ်တဲ့ The Basics နဲ့အတူပြန်လည်ပူးပေါင်းခဲ့ပါတယ်။သူဟာထူးခြားတဲ့ဂီတဒုရိယာတွေကိုစုဆောင်ရင်းသူစိတ်ကြိုက်ဖန်တီးနေပါတယ်။ I Love McConan ဆိုသူကလည်းတပွဲတည်းနဲ့အောင်မြင်ခဲ့ပြီး Drake နဲ့ပူးပေါင်းထားတဲ့ Tuesday သချင်းဟာလည်းအလွန်ရေပန်းစားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အောင်မြင်မှုဟာရုတ်တရက်အဆုံးသတ်သွားခဲ့ရပါတယ်။ Drake နဲ့သူ့ရဲ့ဆက်ဆံရေးကလည်းမပြေမလည်ဖြစ်လာခဲ့ပါတယ်။ Drake ရဲ့အဆိုအရ McConan ဟာ Drake ကိုလောင်ပြောင်တဲ့စကားလုံးတွေ Twitter မှာရေးခဲ့တယ်လို့ဆိုပါတယ်။ McConan ကတော့သူ့အကောင့် hack ခံရတာလို့ညင်းဆိုခဲ့ပါတယ်။2014ခုနှစ်မှာသူဟာလိန်သူချစ်သူဖြစ်ကြောင်းထုတ်ဖော်ခဲ့ပြီးနောက်ဂီတလောကမှာအခက်အခဲတွေနဲ့ကြုံခဲ့ရပါတယ်။ Designer ဟာ2015ခုနှစ်မှာသူ့ရဲ့ Panda သချင်းနဲ့အတူရုတ်တရက်အောင်မြင်မှုရခဲ့ပါတယ်။ Kanye West ရဲ့ Good Music ဒေသတွင်နဲ့လက်မှတ်ထိုးခဲ့ပြီးနောက်သူ့သချင်းဟာ Billboard Hot 100မှာနံပါတ်1ရောက်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အနုပညာခရီးဟာရုတ်တရက်ပြောင်းလဲသွားခဲ့ပါတယ်။သူဟာလမ်းပေါ်ကရန်ပွဲတစ်ခုနဲ့ပတ်သက်ပြီးလက်နက်ကိုက်ဆောင်မှုနဲ့စေဝါလက်ဝဲတွေရှိမှုတို့အတွက်ဖမ်းဆီးခံခဲ့ရပါတယ်။2023ခုနှစ်ဧပြီလ19ရက်နေ့မှာလေယာဉ်ပေါ်မှာမသက်လျော်တဲ့အဖြူမှုတွေလုပ်ခဲ့မှုကြောင့် FBI ကစစ်ဆေးခဲ့ပါတယ်။ဒီဖြစ်ရပ်တွေဟာသူ့ရဲ့စိတ်ကြမ်းမာရေးနှိမ့်ကျနေမှုကိုပြသနေပါတယ်။ Kevin McCall ဟာ Chris Brown ရဲ့နာမည်ကျော်သချင်း Deuces မှာပူးပေါင်းပါဝင်ခဲ့ပေမဲ့ပတ်စံမရရှိခဲ့ပါဘူး။သူတို့နှစ်ဦးကြားကပဋိပက္ခတွေဟာလူသိရှင်ကြားဖြစ်ခဲ့ပြီး Chris Brown က Kevin ကိုလှောင်ပြောင်ခဲ့ပါတယ်။ Kevin ဟာငွေကြီးအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ Kelly Swag District အဖွဲ့ဟာသူတို့ရဲ့ Teach Me How to Dowkey တခြင်းနဲ့နာမည်ကျော်ခဲ့ပေမဲ့အဖွဲ့ဝင်2ဦးရုတ်တရက်သေဆုံးခဲ့ရပါတယ်။ Monty Ambong Tabert ဟာ2019ခုနှစ်မှာတနတ်နဲ့အဖြစ်ခံရပြီးကွယ်လွန်ခဲ့ပါတယ်။2014ခုနှစ်မှာလည်း Karen J.R. Chine ဟာဖျားနာပြီးနှလုံးရပြီးသေဆုံးခဲ့ရပါတယ်